မိတ်ဆွေ Formula 1မှာ Ferrari, Mercedes လိုမျိုးဒီလိုအသင်းကြီးတွေကိုလူတိုင်းကြောက်ကြပါတယ်။ဒါပေမဲ့ energy drink တစ်ခုပဲထုတ်တဲ့ Red Bull ကအဲ့ဒီ team ကြီးတွေကိုအစင်မပြတ်အနိုင်ယူနေခဲ့တယ်ဆိုရင်ရောရှုံးမလား။ Red Bull ကပြိုင်ပွဲနိုင်ရုံနဲ့မဟုတ်ဘဲနဲ့ဒီအသင်းတွေရှေ့ရနေပြီးတော့ဥဆောင်နေတာပါ။အားလုံးမင်္ဂလာပါ F1 ကို YouTube တူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာ Red Bull ဘယ်လိုကနေစပြီး Formula 1ကိုအုပ်စိုးလာလဲ။ဘာကြောင့် Formula 1မှာရှိတဲ့အသင်းတွေကဒီ Red Bull ကိုမရှင်းနိုင်တာလဲဆိုတာကိုပြောပြပေးတော့မယ်။ Red Bull က Formula 1 team အဖြစ်အစပိုင်းမှာလူတိုင်းကမလေးစားခဲ့ကြပါဘူး။ Energy drink team က F1 မှာဘာလုပ်နိုင်မှာမို့လို့လဲဆိုပြီးတော့လှောင်ခဲ့ကြပါတယ်။ဒါပေမဲ့ Red Bull က traditional လည်းမဟုတ်ရဲရင်မှုလည်းမဟုတ်ကြောက်နေတဲ့ဒီ mindset တွေကိုအစဆုံးပြောင်းလဲခဲ့ပါတယ်။ Red Bull ရဲ့ domain name ရဲ့အဓိကအကြောင်းရင်းကတော့ Adrian Newey ပါ။သူက Formula 1 သမိုင်းထဲမှာအတော်ဆုံးကားဒီဇိုင်နာတစ်ယောက်ပါ။ Aerodynamic master စီးကင်းစည်းကမ်းတွေကိုဖတ်တတ်လူဟိုးတွေကိုရှာတတ်တဲ့သူ Red Bull ကားတွေကိုအဖြောင့်တိုင်းမဟုတ်ဘဲနဲ့အကွေ့တွေမှာလုံးဝတည်သက်စေခဲ့တဲ့သူဒါက championship ကိုအနိုင်ယူစေမဲ့အရေးကြီးဆုံး factor တစ်ခုဖြစ်ပါတယ်။ Red Bull ဆိုတဲ့အသင်းကသူ့ရဲ့ကားတွေကို top speed ကိုမလိုက်ဘဲနဲ့ balance နဲ့ downforce နောက်ကိုလိုက်ပါတယ်။ tire management ကိုကောင်းကောင်းလုပ်တယ်။ကွေ့တွေမှာ speed မြန်စေဖို့အတွက်လုပ်ပေးတယ်။ driver ကိုယုံကြည်ချက်ရှိအောင်တေချာလုပ်ပေးထားတယ်။ဒါကြောင့်ပြိုင်ပွဲအလဲပန်းကနေစပြီးနောက်ဆုံးပိုင်းမှာ Red Bull ကအမြဲတမ်းအားသာနေတာပါ။ Red Bull ရဲ့ domain name ကို driver မပါဘဲနဲ့မပြောနိုင်ပါဘူး။ Sebastian Vettel era သူကတည်ငြိမ်တယ် intelligent ရှိတယ် consistent ရှိတယ်ပြီးတော့ Max Verstappen ဆိုရင်လည်း aggressive ရှိတယ်ကြောက်တရားကင်းမဲ့တယ် peak performance တွေအရန်ထွက်တယ် Red Bull ကဒီလို talent ရှိတဲ့သူတွေကိုရွေးတွက်ပြီးတော့ဒီ talent ကိုတေချာတိဆောက်တတ်ပါတယ်ပြီးတော့ Red Bull မှာ decision maker တစ်ယောက်တည်းရှိပါတယ် Christian Horner team ရဲ့ boss လို့ပြောလို့ရတယ်သူ့ရဲ့ decision တွေက clear ဖြစ်တယ်မြန်လဲမြန်တယ် Ferrari လိုမျိုး debate တွေမများဘူး confusion တွေမရှိဘူးဒါကြောင့်ပြိုင်ပွဲ moment တွေမှာ Red Bull ကအမြဲတမ်းလှည့်မြန်နေတတ်ပါတယ်အရင်တုန်းကတော့ Red Bull ဆက်ဝင်ခဲ့တုန်းကတော့ပြဿနာတွေအရန်များခဲ့ပါတယ်ဒါပေမဲ့ Honda နဲ့ပေါင်းပြီးတော့အရာအလုံးပြောင်းလဲခဲ့ပါတယ် reliable engine တွေ powerful ဖြစ်တာတွေ efficient တွေပိုများလာပြီးနောက်ပိုင်းမှာ Red Bull က power train တွေကိုကိုယ်တိုင်ထိန်းချုပ်လာနိုင်ခဲ့ပါတယ်အခုဆိုရင် Red Bull ကအမှားလဲနေတယ် pit stop မှာလည်းအရန်မြန်တယ် strategy ကလည်းလုံးဝရှင်းလင်းတယ် driver တွေနဲ့ team တွေကလည်းယုံကြည်မှုရှိတယ်ဒါကြောင့်အခွင့်အရေးတစ်ခါပေါ်လာတာနဲ့ဒီ driver တွေ team တွေကလုံးဝလက်လွတ်မခံပဲအမိရယူတတ်ပါတယ်ဒါဆိုရင် cost cap era မှာ Red Bull ကဘာကြောင့်အားသာနေရလဲ cost cap ကြောင့်ငွေမသုံးနိုင်တော့ပေမဲ့ Red Bull ကတော့လုံးဝမကြောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ Red Bull မှာ efficiency ရှိတယ် smart design တွေရှိတယ် strong team culture တွေရှိတယ်ပြောရလို့ရှိရင်ငွေထက်သူတို့တီးဆောက်ထားတဲ့စနစ်ကပိုအားသာနေခဲ့တာပါဒါဆို Red Bull ရဲ့လွှမ်းမိုးမှုကြီးကကံကြောင့်လားမဟုတ်ပါဘူးသူတို့က long term vision ရှိတယ် right people right decision right timing အားလုံးပေါင်းပြီးတော့မှဒီလိုလွှမ်းမိုးမှုကြီးဖြစ်လာတာပါဒါဆိုရင်တို့ဒီဗီဒီယိုလေးအချင်းချုပ်လိုက်အောင် Red Bull က F1 မှာလွှမ်းမိုးနေရတဲ့အကြောင်းရင်းတွေကဒီဇိုင်နာကလုံးဝ genius smart car philosophy တွေလည်းအများကြီးရှိတယ် elite driver တွေလည်းရှိတယ် leadership ကိုလည်းလုံးဝတယောက်တည်းကိုပဲပေးထားတယ်ပြီးတော့ perfect execution ဒါတွေကြောင့် Red Bull က energy drink ထုတ်လုပ်တဲ့ team မဟုတ်တော့ဘဲနဲ့ Formula 1ရဲ့ empire ဖြစ်လာပါတယ်ဒီတော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like comment နဲ့ subscribe လုပ်ခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်